အန်တာတီကတိုက်ရဲ့အေးခဲနေတဲ့ McMurdo Dry Valleys ထဲမှာတွင်းနီရောင်စီးဆင်းနေတဲ့ရေတံခွန်တစ်ခုရှိတာသိလားဖြူဖွေးနေတဲ့ Taylor ရေခဲမြစ်ကြားကနေအနီရဲရဲအယောင်တွေထွက်ပေါ်နေတာကြောင့်ကြည့်ရတာကြောက်မက်ဖွယ်ကောင်းတယ်လို့အရန်လဲထူးခြားလှပါတယ်ဘာကြောင့်သွေးလိုနီရဲနေတာလဲအရင်ကတော့ဒီအယောင်ဟာရေမော်ပင်လေးတွေကြောင့်လို့ထင်ခဲ့ကြပြီမြင့်တကယ်တမ်းတော့တန်တက်ကြောင့်ဖြစ်တာပါရှင်ဒီရေတွေကလွန်ခဲ့တဲ့နှစ်ပေါင်း2တန်းကျော်ကလေးကရေခဲမြစ်အောက်မှာပိတ်မိနေတဲ့ရှီဟောင်စားငံအိုင်ကနေလာတာတိလားအဲ့ဒီရေထဲမှာတန်တက်တွေအများကြီးပါဝင်နေပြီးရေခဲမြစ်အကြောင်းကနေတဆင့်အပြင်ကလီထုနဲ့ထိတွေ့မိတဲ့အခါတန်ကြီးတက်တယ်လို့ဖြစ်သွားပြီးအနီရောင်ပြောင်းသွားတာပါတယ်အသက်ရှင်ကြံရည်နေတဲ့ထူးဆန်းတဲ့သက်ရှိများရေတံခွန်ရဲ့ထူးခြားချက်ကအယောင်တင်မကဘူးတိလားအလင်းရောင်လည်းမရှိအောက်ဆီဂျင်လည်းမရှိပဲအလွန်အေးဆက်နေတဲ့အဲ့ဒီစားငံရည်ထဲမှာ microbes လို့ခေါ်တဲ့အဏုဇီဝသက်ရှိလေးတွေအသက်ရှင်နေကြတာကိုသိပ္ပံပညာရှင်တွေတွေ့ရှိခဲ့ပါတယ်ရှင်။ဘယ်နေရာမှာရှိတာလဲ။ဒါကတော့အန်တာတီကာတိုက်ရဲ့ McMurdo 6သွေးတဲ့တောင်ကြားများတွေကတီလာရေခဲမြစ်မှာရှိတာပါ။ဒီနေရာဟာကမ္ဘာပေါ်မှာအချောက်သွေးဆုံးကန်တာရတွေကတစ်ခုဖြစ်ပြီးနှင်းတွေရေခဲတွေမဖုံးလွှမ်းတဲ့အန်တာတီကာတိုက်ရဲ့ရှားပါးနေရာတစ်ခုလည်းဖြစ်ပါတယ်ရှင်။